ဘောင်စင်အခြေခံလေးတွေကိုအပိုင်းလေးနဲ့တင်ပြပါဆိုလို့ကျွန်တော်ဒီနေ့အပိုင်းတက်ကိုတင်ပြပါတယ်အပိုင်းတက်မှာဘာလုပ်ရမလဲဆိုတော့ကျွန်တော်ပြတာအတိုင်း stretching တွေလုပ်ရမယ် joint mobility တွေလုပ်ရမှာဖြစ်ပါတယ်လက်ကောက်ဝ joint တွေဒီ shoulder joint တွေပေါ့နော်အဲ့လိုမျိုးကျွန်တော်ပုံထဲမှာပြတာအတိုင်းတိုင်းလုပ်ပါပြီးရင်စုံလဲတာတို့hip joint knee joint အဲ့ဒါလေးတွေကိုလုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဲ့လိုမျိုးအပိုင်းလေးနဲ့တင်ပြမှာဖြစ်တဲ့အတွက်ကိုကမကြည့်အောင်ဆိုရင်လည်းစီတာဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ပြပါအဲကြောင့်မို့လို့အပိုင်းလေးနဲ့လိုက်ကြည့်လို့ရတာပေါ့နော်ဒါကတော့အပိုင်းတင်မှာstretching နဲ့stretching လုပ်မယ် stretching ပြီးသွားရင်ဘောင်စင်အခြေခံလက်ပြီး6မျိုးပေါ့နော် stretching ကတော့ကိုကြိုက်တယ်လို့လုပ်ပါအဲ့လိုမျိုး joint တွေ mobility လုပ်ပြီးသွားရင်ကျိုးခုံတာမျိုးအဲ့လိုမျိုးတွေလည်းလုပ်ပြီးလို့ရတယ်အဲ့လိုကိုဆင်ပြေလို့အဲ့လိုသွေးဘူးလေ့ကျင့်ခံရတော့ကိုယ့်ဘက်ကိုလုပ်လို့ရပါတယ်โอเคပြီးသွားရင်တော့ဘောင်စင်အခြေခံလက်ပြီး6မျိုးလောက်မယ်ဘောင်စင်လက်ပြီး6မျိုးကတော့ဘယ်ဖြောက်ပေါ့နော်ဘယ်ဖြောက်ပြီးရင်ညာဖြောက်ပေါ့နော်ဘယ်ဖြောက်ဆိုရင်အခြေခံလေ့ကျင့်မှာတစ်ခါလေ့ကျင့်ရင်10ချိန်ညာဆိုလဲ10ချိန်အဲ့လိုမျိုးပြီးရင်ဘယ် wide ဆိုလဲ10ချိန်ညာဝိုင်းဆိုလဲ10ချိန်ဘဲပင့်ဆိုလဲ10ချိန်ညာပင့်ဆိုလဲ10ချိန်အဲ့လိုမျိုးကိုအဆင်ပြေလို့ပြုသလိုလေ့ကျင့်သွားလို့ရပါတယ်ကွန်ဘိုတွေကိုတော့ကျွန်တော်တင်ထားတဲ့ဗီဒီယိုမှာကြည့်ပြီးတော့လေ့ကျင့်ပေးပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်